အားလုံးပဲမင်္ဂလာပါရှင်ယူရန်ပါယူရန်အခုရောက်နေတာကတော့မန္တလေးရဲ့ဈေးချိုမုတ်ဈေးတန်းကိုရောက်နေတာပါယူရန်ဒီမုတ်ဈေးတန်းကိုမရောက်တာအရန်ကြာပြီပေါ့နော်အခုမှပထမဆုံးပြန်ရောက်တာဆိုတော့ရန်နည်းနည်းလေးတော့စိတ်လှုပ်ရှားပါတယ်အခုယူရန်နဲ့တူမုတ်ဈေးတန်းကိုသွားလျှောက်စားကြည့်မယ် let's go နည်းနည်းအမီးစားကြည့်မယ်လုံးလုံးမစီတမာတယ်ကောင်းတယ်အဆောင်ကြည့်တယ်မစနစ်ကင်းရတယ်ပြောကောင်းရတယ်ကြောက်ကြောရတယ်ဘာလဲဟုတ်ပြီငန်းညားရတယ်ဒီမှာတကူ9000ပါမှာတပူပေးအရင်မိုက်တယ်တငင်းခွက်ကြောမစောရတာကြာခုရန်ချိုပွဲစားမယ်ချိုပွဲပါစားလာဟွာမလားဒါမုံစီတော့ပါဒါမုံလို့စီတယ်တွင်းနဲ့အုံကြတာလေကတော့မုံလေးကြတွင်းနဲ့ပဲထင်းရဲ့ဒီကမုံစားပါလေစားမယ်ဒုံရင်ပိတ်နေပြီချိုးတယ်မုံစီကြောဘိုး2000ပါရှင်3မို့9000ပါမုံစီကြောတဝဲယူမယ်ပြီးတော့စုံလေးရတယ်စုံလေးဆိုရင်တော့3000နှစ်ဘူး9000ပါရှင်အစုံမစားတော့အဲ့ဒါတပူပေးပြီးတော့အမဟိုဟာနာနမကြည့်ဦးဒါတော့ပစိုးအုံးဆိုတယ်ဒါတော့တော့တောက်တော့အုံးတာကုဘာလဲနောက်တစ်မျိုးမှာထားကြည့်မုတ်စမ်းမှာထားကြည့်မုတ်စမ်းလေးကစားကျင်စရာလေတောက်ပြီးတင်းလာတောက်တော့လားမုံများမိုက်နော်ဘယ်ရောက်လဲ2000မှာ3မို့နောက်တစ်မျိုး3လေးက3000နှစ်ဘူး9000ပါရှင်အဲ့လေပြင်းနေတယ်ဒါမှမဟုတ်နောက်ပါအဲ့ဒါမုံစီကျော်ပါမုံစီကျော်ကျပန်းအကြီးပဲဟုတ်တင်မော်ဒီတောင်တမြန်မာတောင်ပေါ့နော်ယူရီးယားတောင်လားမြန်မာတောင်လားအဲ့ပဲတော့သွားတာပဲဘာလို့ဆိုတော့သူကချိုးချိန်လေးပေါ့ဒီမှာဈေးကြိုတောင်ပေါ့နော်ဟုတ်တယ်နော်အပတ်လေးတံမြာသီးလေးပြပေးပါဦးနှလုံးတော့ညီတော်ရတယ်ကိုရွယုံတယ်ဝေးဘာလို့အုတ်ကြီးဆောင်းတာဆောင်းကဒီဘက်ရွှေ့သွားလို့မှနေရိတ်သွားဒီနေ့တိုင်းနဲ့ကျွန်တော်တို့ကဒီနေ့ဟုတ်ပါအုတ်တို့ကဆောင်းတာကျင့်ဖြစ်သွားကျင့်ဖြစ်သွားလူမြင်မှာမဟုတ်ဘူးလားဟုတ်ပါဘူးအပတ်လေးရပြီအပတ်လေးခောက်ပေးလိုက်အေးလေညောနေဘာရတိုက်ရက်ယူရီးယားတဝက်ဗမာတဝက်ပေါ့好好也是，都是人。拜拜。ဒါတော့ငါးရေကိုဂျုံတုတ်ပါရှယ်ပဲ
အားရမိုက်ရကျွတ်လေးစားလို့ကောင်းတယ်ပြပဲအကုန်စားကောင်းတယ် ဟိုမှာတော့ဗါတော့ ဘယ်ချိန်ဆိုအနီစားဖွင့်လဲ ဒီကဈေးရုံဖွင့်လို့ရှိရင်ဒီဖွင့်ပြီလေ ဩ 7နိုင်လောက်ဆိုဒီရတယ် ဘယ်ချိန်ဆိုသိမ့်လဲအနီ အနည်းက3နိုင်ခွဲဆိုရင်သိနေတယ် ဩဟုတ်အကိုလုံးကိုယ့်ကိုလောက်တာလား ဟုတ်တယ်ဒီမှာလာနေလို့ကြာ ဒီစားဘယ်နေရာမှာရှိရဒါ ဒါ29နဲ့8485ကြာ ဒီလေးရှင်ကကြာဟုတ် ဤယုံပေါ့ ဒီယုံပေါ့ ဒီစင်ယုံဤယုံပေါ့ ဟုတ် ဒီစင်ယုံလို့လည်းခေါ်တယ်တမီဤယုံလို့လည်း ဟုတ်ကဲ့ ပို့ပေးလိုက်မယ်နော်တမီမှုပေးရ ညသမီးမွေလို့ရတယ်ကျေးဇူးပါရှင်နာဆက်တွေစားထားတော့လေနည်းနည်းအချိုးလေးပဲပြောင်းဟောင်းကောင်းတယ် နော် တပည့် ဒီရွှေရအုံလုံးနဲ့ဒီဇိုင်းနဲ့လုပ်ကြလေနိုးစီနဲ့ပြင်တစ်ဆွက်ကနိုးစီနဲ့ပြင်တာလေ ဩ ညနေချိုးတာပေါ့ အနည်းကကြာတော့ဒီချိုးဘူးလေ မင်းစားကောင်းတယ်စိမ့်စိမ့်လေး ဘုံကမာတယ် ဟိုဟောင်းကောင်းတယ် တားလေးလား တာကြာလေ ။အိုးတနားဝိုင်ပူတာဗောသူပူတယ်။ဟုတ်တယ်။ဒီအိတ်ချင်နေအောင်။ဟုတ်တယ်အိတ်ချင်နေ။တတာ။သားမယ်။ကဲအခုယူရန်စားလို့တောက်လို့ပြီးပြီဆိုတော့ယူရန် vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။အားလုံးပဲအဆုံးထိကြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye